ဒီနေ့ပိတ်ရက်ဆိုတော့ကြာစံဟင်းကလည်းချက်တယ်ကြာစံဟင်းကဒီရောက်ပြီးကြတဲ့ကြာနေတာပြီးတော့ကုန်းမောင်ကျော်တယ်ကုန်းမောင်ကျော်ကအပြီးရွက်မစုံလို့မုံလာဦးနဲ့ချက်သားနဲ့ပဲပြီးတော့ပဲပြားချက်မယ်တက်လို့ပြန်ကျင်ဒီအာလူအဖြူအနီချက်သွန်စင်းနေလောက်ထားတယ်ဒါလေဆွေရဘင်းပဲငပ်ပြီးပေါ့တရုတ်ဆိုင်ရဝယ်တာကြာစံဟင်းကဒီနေ့ပြင်းလို့စီချက်မတက်ပဲနဲ့တခါတဲ့အကုန်လုံးကြက်ကူပြုတ်လိုက်တဲ့အရင်ချင်းတက်သွန်ဖြူရုပ်ကောင်းနဲ့ပြီးတော့မှကျွတ်နေရွယ်တို့ကြာစံတို့ထည့်ပြီးလိုတဲ့စားငံပြားကြီးထပ်ထည့်လိုက်တယ်အဓိကကတော့ကြက်ပြုတ်ရပါပဲကြာစံချက်ကလေနောက်ပြီးတော့ဒီကြက်သားဝင်ရင်အုံတွေပါတိတ်မကြဘူးအသားကြီးပဲအယိုးပါတာလေအဲ့တော့အယိုးသားနှင်ပြီးအိမ်မှာအရေကုန်လေးကိုတက်ဖယ်ပြီးတော့ပျော်လိုက်တဲ့စနွင်းလေးစားလေးနဲ့နေပြီးတော့ဘာလို့ဆိုဟင်းတက်တဲ့ပါတဲ့ဟာဆိုမစားချင်ဘူးအဲ့လိုလေးကျွတ်ကလေးဖြည့်မှုေးနေလို့ရှင်စားဝင်တယ်စီတန်းငုတ်တီးမုံထဲပြီးလို့ရှိရင်ခရမ်းညင်သီးထဲအာလူကိုတော့နောက်ဆုံးမှထည့်ရပါဘူးဆိုတော့အာလူကမာပေမဲ့အချက်မြန်ပြီးတော့အရန်နူသွားလို့ရှိရင်ဟင်းအနှစ်ကပြစ်သွားတယ်လို့လေအဲကြောင့်ပဲပြားကိုပဲအရင်ထည့်မယ်ခရမ်းညင်သီးကြောင်ရေလေးနဲ့တည်ပြီးတော့နည်းနည်းခရမ်းညင်သီးကျက်သွားပြီဆိုလို့ရှိရင်အနှစ်ဖြစ်သွားပြီဆိုရင်စားထည့်တယ်ဘဲငပီနှစ်စွန်းထမင်းစားစွန်းလည်းထည့်တယ်ပြီးလို့ရှိရင်တခြားမှွေပြီးတော့ပဲပြားတွေထည့်မယ်ဒါတော့ဓာရှိငါအသားမှုံနေကြအချို့မှုမတည့်တော့လေအဲ့ဒါပဲတုံးပြတဲ့ရန်ကွာဝယ်လာတာအဲ့ဒါလေးကအဆင်ပြေတယ်အများကြီးထည့်ရင်တော့ချိုတတ်တော့လေနည်းနည်းလေးပဲပြီးရင်ပဲပြားနဲ့ရေထည့်ပြီးဖုံးပိတ်ပြီးထပ်တယ်မယ်ကြည့်ကုန်ကြော်လေးဆင်းတယ်မယ်စားကောင်းလိုက်တဲ့ကျွတ်ကလေးမွေးညာပဲဖုံးမိတ်ပွက်ဆူပြီးတော့ပဲပြားလေးတွေနည်းနည်းတင်းလာပြီဆိုလို့ရှိရင်အာလူထည့်မယ်ပြီးရင်အဖုံးပိတ်ပြန်တယ်အာလူလေးနည်းနည်းကျက်သွားပြီဆိုလို့ရှိရင်မြုပ်သီးစိမ်းချိုးထည့်မယ်မြုပ်သီးပြန်တောက်မှထည့်မယ်ဒါလည်းတရုတ်ဆိုင်ရဝယ်တာနည်းနည်းဆက်တယ်အများကြီးမထည့်တော့ဒီပါပြီ